ကဲသူရဲ့အတန်လေးကဘာလေးလဲကအဲ့ဒီကရဲ့အရှိမဆရာမတို့ကအလေးထည့်မယ်နော်ဘာလေးထည့်မှာလဲအာဘီလေးထည့်လိုက်မယ်အဲ့ဆိုရင်ကဲဒါကိုဘယ်လိုဖတ်မှာလဲအကဟုတ်တယ်အကဆိုတာကဘာလို့တာလဲကာတာဒါလေးကနေတာအကနော်ဒါလေးကဘာဘီလေးလဲဘဟုတ်တယ်အဲ့ဒီရဲ့ဘအရှိမဆရာမတို့ကအလေးထည့်လိုက်မယ်အဲ့ဆိုရင်အဘဟုတ်တယ်အဘကဘာတူလဲအဖိုးအဘလို့ခေါ်တာနော်တနုတွေကြတော့အဖေကိုလည်းအဘလို့ခေါ်တယ်နော်အဘကဲဒါလေးကဘာပြီးလေးလဲဝကဲအဲ့ဆိုရင်ဝရဲ့အရှိမထည့်လိုက်မယ်အဝကြတော့ဗာလဲဝတာဒီမှာဒီလိုမျိုးကြီးဝတာနော်အဝကဲထပ်ဖတ်ကြည့်မယ်ကအကအဘအဝတော်တယ်ဟုတ်တယ်နောက်ထပ်တစ်ခါပြန်ဖတ်ကြည့်အကအဘဟုတ်တယ်တော်တယ်ကဲနောက်တစ်ခါထပ်ပြန်မယ်ကအကအဘအဘဝဟုတ်တယ်အဝတော်တယ်အဲ့ဆိုဒါလေးကိုရေးမယ်နော်